Hello အားလုံးပဲမင်္ဂလာပါရှင်တစ်ထည်ကိုမှ13000ကျပ်တန်တီဗီပြဖို့အသေးလေးဖြစ်ပါတယ်ရှင်စိန်နှုန်းလေးကတစ်ထည်ကိုမှ13000ကျပ်ပါရှင်မင်းတို့ဆိုင်မှာရောင်းနေကြ3000တန်3000ခွဲတန်39000တန်နေထက်တော့သူက quality လေးရောတာလေးဖြစ်ပါမယ်ရှင်ဒီရဲ့13000တန်လေးကတော့ quality လေးလည်းရောသလိုဆွဲသားလေးလည်းရောပါတယ်ရှင်ဆွဲသားလေးကနေတဲ့အတွက်ပုံမှန်မီလီယံစိုက်ဝတ်တဲ့လူဆိုရင်လက်စိုက်လေးယူပေးပါရှင်လက်စိုက်ဝတ်နေကြညီမလေးတွေဆိုရင်တော့အိတ်ဆယ်လေးတူးယူပေးပါရှင်အဲ့လိုတစ်စိုက်တူးလေးတွေတူးယူပေးပါရှင်ခါစိုက်လေးကတော့မင်းခံမန်းနာတာကတော့ခါစိုက်နှစ်လေးနှစ်ငါးကနေစပြီးတော့ခါစိုက်35 36ထိရပါမယ်ရှင်အယောင်ကာလာလေးကလည်းခုပြထားသလိုပဲအသားနဲ့အနက်နဲ့နှစ်ယောင်ရပါမယ်ရှင်သူက quality လေးရောတယ်ဆိုပေမဲ့ရေလျှော်လို့ရတဲ့အသားမျိုးပဲဖြစ်ပါတယ်ရှင်ကဲတင်မဖြည့်လေးလည်းသုံးချင်တယ်ဈေးမျက်နှာကြီးလည်းမသုံးချင်ဘူးဆိုရင်တော့ဒီ13000တန်လေးကိုညီမလေးတို့စမ်းသုံးကြည့်ပါရှင်မင်းတို့စီမှာ quality အမြင်လေးတွေလည်းပစ္စည်းတွေရောက်ဖို့ရှိပါမယ်ရှင်ဟုတ်ကဲ့ TikTok ချက်ဘက်ကနေလည်းမှာယူလို့ရသလို Viber ဖုန်းနံပါတ်39995038ကနေလည်းမှာယူနိုင်ပါတယ်ရှင်မင်းကမန်လေးကပါရှင်မန်လေးမျိုးရင်းတစ်ခုတည်းကိုသာအင်ရောက်ငွေချေပို့ပေးပါတယ်ရှင်